ဘာနာတိပတ္တတို့အဒိနာဒါနတို့ဒါတွေဒီလူတိုင်းမှာကျွလွန်မှုတွေရှိကောင်းရှိနိုင်တော့လေတိတ်တိတ်ပုံကျွလွန်မှုကတော့ကာမေတုမိစ္ဆာစာရတော်တော်များလာဒီကနေ့ခေတ်မှာဒီဟာနိုင်ငံတကာမှာဆိုတာလိုပဲဒီပြစ်မှုကျွလွန်မှုကအလုံးကိုများပြားလာအဲ့တော့အမှန်တရားဆိုတာသိရှိနားလည်ပြီးတော့မိကိုယ်တိုင်ထိမ့်သိဆောက်ရှောက်ဖို့ဆိုမတမအရေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့တတိပြရမယ့်အချက်ကလေးတွေကိုဟောကြားဖို့ရအတွက်ပရဒါရနဲ့ကာမေတုပိစ္ဆာစာရပရဒါရဆိုတာသူတို့ကအိမ်တော်ဘက်နဲ့ပြစ်မှားမှုဒါလည်းအလွန်အပြစ်ကြီးတယ်ဆိုတာအလုံးကသိကြကာမေတုမိစ္ဆာစာရဆိုတာသူများအိမ်တော်ဘက်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီပြစ်မှုကအမျိုးသားတွေမှာဘယ်လိုပြစ်မှုရှိနိုင်တယ်မျိုးသမီးတွေမှာဘယ်လိုပြစ်မှုရှိတယ်ဆိုတာနားလည်ထားဖို့လိုအပ်တယ်ပေါ့အဲ့တော့ပထမဒီစကားလုံးလေးကိုစပြီးကြည့်အောင်ကာမေတုဆိုတဲ့အဓိပ္ပာယ်ကကာမေတုတိမေထုနသမစာရေတုလို့စာပေကျမ်းမှာဖွင့်တာကာမေတုဆိုတာတခြားနေရာမှာတော့တာမန်ကာမဂုဏ်လို့ခြုံငုံပြီးတော့ပြောလို့ရှိတော့လည်းပဲဒီကာမေတုမိစ္ဆာစာရကာမဂုဏ်ကာမေတုရဲ့အဓိပ္ပာယ်ကြတော့မေထုနသမစာရေတုလို့ဆိုတော့ကာမဆက်ဆံမှုဆိုလို့တယ်နော်ဆက်ဆံမှုဆိုsexual relation ပေါ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကတခြားကာမဂုဏ်ကာမဆိုတာလူချင်းစရာအာယုန်တွေကိုလူချင်းစရာအာယုန်ဆိုတာမျက်စိနားနာလျာကာယဒွါရတွေမှာထင်ဟပ်လာတဲ့အစင်းတန်အနံ့ရတာအထိတွေ့လို့ဆိုတဲ့အာယုန်တွေကိုလည်းပဲကာမလို့ခေါ်တယ်ဒီနေရာမှာအဲ့ဒီမျက်စိကမြင်နာနာကကြားတယ်ဆိုရယ်လူချင်းစရာအာယုန်တွေကိုမဆိုလို့ဘူးဒါကြောင့်မို့ကာမကိစ္စဆက်ဆံမှုကိုကာမေတုလို့ဆိုလိုတယ်အဲ့ဒီကာမကိစ္စဆက်ဆံမှုတွေမှာမိစ္ဆာစာရာလွဲမှားစွာကျင့်သုံးမှုလို့မိစ္ဆာစာရောကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဧကန္တဒိဋ္ဌိတောလာမကစာရောတဲ့လုံးဝရှုတ်ချတတ်တဲ့အကျင့်ရုပ်လို့ပြောတာလူရဲ့အတိုင်းဝိုင်းထဲမှာလုံးဝရှုတ်ချတတ်တဲ့အကျင့်ရုပ်ခဏလေးရှုတ်ချတာပဲလေနော်သေရမေကိုတောင်းဆိုနေတာဒီကာဝေသမိစ္ဆာစာရနဲ့ပတ်သက်ပြီးမဒိဋ္ဌမှုဆိုတာတွေကိုအခုကဘာဖြစ်လာတော့ဆိုတက်ငယ်မဒိဋ္ဌမှုအရွယ်တောင်မဟုတ်တော့ဒါတွေကကျွလွတ်မှုတွေတော်များလာအဲ့ဒီပုဂ္ဂိုလ်တွေကိုသေရမေဖို့တောင်မှလူလူတွေကတောင်းဆိုနေကြတယ်ဒါဒီနိုင်ငံတိုင်းမှာလို့ဖြစ်နေတဲ့ကိစ္စပေါ့နော်အဲ့တော့ဧကန္တနေတိတော့လူအတိုင်းဝိုင်းကလက်မခံနိုင်လို့တကယ်ကိုရှုတ်ချရတဲ့လာမကာစာရောတကယ်ကိုယုံမာတဲ့ကိစ္စတစ်ခုပဲလို့သတ်မှတ်တာလို့ကာမေတုမိစ္ဆာစာရောဒါပါဠိစကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်ပြနော်ပါဠိစကားလုံးရဲ့အဓိပ္ပာယ်အဲ့ဒီမှာကာမေတုမိစ္ဆာစာရကိုအနှစ်ချုပ်ပြီးတော့ပရမတ္ထသဘောနဲ့ချိလိုက်မယ်ဘယ်သူကအကျိုးပေးတာဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုလို့ရှိရင်သူကအတ္တဓမ္မဒိဋ္ဌာယေနာကာမဆက်ဆံမှုကိစ္စကိုအတ္တဓမ္မမတည့်မလျော်တဲ့ရည်ရွယ်ချက်နဲ့မတော်မလျော်တဲ့ရည်ရွယ်ချက်နဲ့ကာယဒွါရပုရကိုထိလျောက်ဖြစ်ပြီးအာဂမနိယဌာနဝိတေကမစေနာမလွန်ကျူးတဲ့နေရာမှာလွန်ကျူးတဲ့စေရနာကိုကာမေတုမိစ္ဆာစာရလို့ခေါ်တယ်အကုသိုလ်စေရနာတစ်ခုနော်ကာယကံမြောက်
လွန်ကျူးတဲ့စေရနာကာမိတုမိစ္ဆာစာရအဲ့ဒီစေရနာကနေအကျိုးပေးသွားတာအတော်ကြောက်စရာကောင်းတဲ့အကျိုးတွေကိုသူကပေးတယ်ဒါကြောင့်မို့ပေါ့လေးမတွက်နဲ့ပေါ့ကာမိတုမိစ္ဆာစာရဆိုတာရသောအပြင်ပေါ့လေးတွက်ပြီးတော့ပြောသလိုနေကြတဲ့ပုဂ္ဂိုလ်တွေဟာနောက်တစ်ချိန်ဒုက္ခရောက်လာပြီဆိုရင်ဘာနဲ့တူတော့ဆိုရင်တင်တုံးတက်ကပြားရည်ဆက်လို့ပြားရည်လေးကတော့ချိုးဝါရဲ့တင်တုံးဓာတ်သွားနဲ့တိတော့ရှာပြတ်တယ်အစိတ်ခတ်ထားတဲ့အရက်ချိုးအရက်လေးကတော့မွေးမွေးကြိုင်ကြိုင်တောက်လို့ကောင်းမဲ့ပုံစံသို့တော့အစိတ်လည်းတင်းရောဒုက္ခရောက်တယ်စိတ်ခတ်ထားတဲ့အရာမကြရင်ဒုက္ခရောက်တဲ့ကိစ္စမျိုးတွေကိုအထူးသတိထားသင့်တာပေါ့နော်ကဲဒီနေရာမှာကာမိတုမိစ္ဆာစာရနဲ့ပတ်သက်ပြီးတော့ sex relation လုပ်တဲ့အခါမှာမျိုးသားမျိုးသမီးဆက်ဆံမှုနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အမျိုးသားတွေဖို့မှာအမျိုးသမီးအမျိုးစားအိမ်တော်မရှိတဲ့အမျိုးသမီးက10ဦးအိမ်တော်ရှိပြီးသားအမျိုးသမီးက10ဦးအလုံးပေါင်းလိုက်ရင်အမျိုးသမီး20လို့သတ်မှတ်တယ်နော်အမျိုးသမီး20ရှိတယ်အဲ့ဒီ20လေးကိုမှတ်သားထားဖို့လိုတယ်နော်ဒီလောကမှာရှိတဲ့အမျိုးသမီးတွေဟာလောကကျင့်ဝတ်နဲ့ပတ်သက်ပြီးတော့ခွဲလိုက်တယ်အမျိုးသမီး20နောက်ပထမ10ဦးကတာမန်အမျိုးသမီးဒုတိယ10ဦးကတော့အိမ်အောင်ပြုတ်ထားတဲ့အမျိုးသမီးစနီးပေါ့နော်အဲ့တော့လူမျိုးသမီးက10ဦးအိမ်အောင်ရှိတာက10ဦးအလုံးပေါင်းရင်မျိုးသမီး20အဲ့20မှာပထမ10ကစပြီးတော့ပြောကြရအောင်လူရည်လို့မွေးဖွားလာတဲ့အမျိုးသမီးတွေဟာအုတ်ထိန်သူဆိုတာရှိလားမွေးတဲ့အုတ်ထိန်သူဆိုတာရှိလားနံပါတ်1အမျိုးသမီးကပါတော့ဆိုရင်မာတုရခိတာအမိရဲ့အုတ်ထိန်မှုအောက်မှာရှိတဲ့အမျိုးသမီးဒါတယောက်ပိတုရခိတာအဖေရဲ့ထိမ့်သိမ်းဆောင်းရှောက်မှုအောက်မှာရှိတဲ့အမျိုးသမီးဒါကတော့ဒီလောကမှာအမေပဲရှိတော့တယ်အဖေမရှိတော့ဘူးဆိုရင်မတုရခိတာအဖေပဲရှိတော့တယ်အဖေပဲရှိတယ်အမေမရှိတော့ဘူးဆိုပိတုရခိတာမိဘနှစ်ပါးလုံးရှိသေးတယ်ဆိုရင်မာတာပိတုရခိတာအမေဖေနှစ်ယောက်လုံးရဲ့ထိမ့်သိမ်းမှုအောက်မှာရှိတယ်အဲ့တော့အမိရဲ့ထိမ့်သိမ်းအောက်မှာရှိတဲ့အမျိုးသမီးအဖရဲ့ထိမ့်သိမ်းမှုအောက်မှာရှိတဲ့အမျိုးသမီးအမေဖေနှစ်ယောက်လုံးရဲ့အောက်မှာထိမ့်သိမ်းမှုရှိတဲ့အမျိုးသမီးအမေရောဖေရောမရှိတော့ဘူးဆိုရင်ညီကောင်မောင်နှမတွေကထိမ့်သိမ်းဆောက်ရှောက်ကြဘာတုရခိတာအကိုတို့မောင်တို့ကထိမ့်သိမ်းဆောက်ရှောက်ထားတဲ့အမျိုးသမီးပခိနိရခိတာအမတို့ညီမတို့ကထိမ့်သိမ်းဆောက်ရှောက်ထားတဲ့အမျိုးသမီးအရင်ချာတွေမရှိတော့ဘူးဆိုလို့ရှိရင်ညာတိရခိတာဆွေမျိုးကထိမ့်သိမ်းဆောက်ရှောက်ထားတဲ့အမျိုးသမီးဆွေမျိုးတော်မရှိဘူးဆိုရင်ဂုတ္တရခိတာအနွယ်တူတဲ့ပုဂ္ဂိုလ်တွေကထိမ့်သိမ်းဆောက်ရှောက်ထားတဲ့အမျိုးသမီးဘယ်သူမှမရှိတော့ဘူးဆိုရင်ဓမ္မရခိတာဒီတရားကျင့်မောကျင့်မဲ့ပုဂ္ဂိုလ်တွေကနေပြီးထိမ့်သိမ်းဆောက်ရှောက်ထားတဲ့အမျိုးသမီးနောက်တစ်ခုကတော့တာရခဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့တချို့အိန္ဒိယနိုင်ငံမှာဆိုရင်အိမ်အောင်မပြုတ်သေးတော့လဲကျွတ်တင်ပြီးတော့သတ်မှတ်ထားတာရှိတယ်ပေါ့နော်
ပိုင်ဆိုင်မှုကြိုတင်သတ်မှတ်ထားတဲ့အမျိုးသမီးတပရိဌာဏဒီမျိုးသမီးနဲ့ဆက်ဆံမှုပြုလို့ရှိရင်ဓာတ်ရိုက်ခံရမယ်လို့ကြေညာထားတဲ့အမျိုးသမီး10ယောက်ရှိတယ်လောကဥပဒေအရမျိုးသမီး10ယောက်ရှိတယ်အတူချုပ်ကိုဝိသုဒ္ဓဆိုတော့ကြီးကမှတ်မိအောင်လုပ်ထားတယ်မာပိဘာနေဘာညာကောထံအတာအဲ့ဒါမျိုးသမီး10ယောက်မာပိဘာနေဘာမာဆိုတာမာတုရခိတပိဆိုတာပိတုရခိတအဲ့လိုမှတ်ရအောင်နော်မာပိဘာနေဘာဘာဆိုတာပကိနိဘာဆိုတာဘာတုရခိတမာပိဘာနေဘာယာဂောထံတတာယာတိရခိတကုတ္တရခိတဓံဓမ္မရခိတအဲ့လိုအတူချုပ်လေးမှတ်တာလို့ရှိရင်မာပိဘာနေဘာယာဂောထံတတာဒါဆံဒီအလုံး10ဦးပေါ့နော်ဒါအမျိုးသမီးအိမ်တော်မရှိသေးတဲ့အမျိုးသမီးတွေပေါ့ဒါ10ယောက်အိမ်တော်ရှိသွားတဲ့အမျိုးသမီးက10ယောက်ရှိတယ်အိမ်တော်ရှိသွားတဲ့အမျိုးသမီးကအိမ်တော်ကြသွားတယ်တနည်းနည်းနဲ့အိမ်တော်ကြနေတဲ့အမျိုးသမီးက10ဦးအဲ့ဒါကဘာလို့ဆိုအိမ်တော်ပြုတ်ပုံပြုတ်နည်းရလဲအမျိုးစုံပဲနံပါတ်1ကဒနက္ခိတာလို့ခေါ်တယ်တချို့ကပတ်စံပေးပြီးတော့ဝယ်ထားတာရှေးခေတ်ကနော်ခုလည်းမထူးအောင်တင်တောင်းတယ်ဆိုတော့ဝယ်တာပဲလေဒီမျိုးသမီးလူချင်းငွေဘယ်လောက်တင်ရတယ်ဆိုတာရှိတယ်လေဒါလည်းဝယ်ထားတာဒနက္ခိတာလို့ခေါ်တာပတ်စံပေးပြီးဝယ်ထားတဲ့မျိုးသမီးနံပါတ်2ကသန္ဓဝါတိနီတဲ့သူကိုယ်တိုင်ကသဘောကျပြီးတော့အတူနေကြတာလိဖင်းတူခဲ့တာပေါ့အဲ့လိုပြောမှာပဲနော်ဆန္ဒရှိလို့အတူနေကြတာအဲ့ဒါလေတနည်းအားဖြင့်မလွတ်လပ်တဲ့မျိုးသမီးဖြစ်သွားနောက်တစ်ခုကဘောဂဝါတိနီဆင်းရဲတဲ့အမျိုးသမီးလေးတွေကိုပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်ကပတ်စံပေးပြီးတော့အိမ်တော်ပြုထားတဲ့ဟာဘောဂဝါတိနီလို့ခေါ်တယ်စစ်တဲ့ဥစ္စာပေးပြီးတော့နေတာကြိုက်လို့ယူတာမဟုတ်ဘူးဝေကျေတနာအတွက်အမျိုးတွေကလည်းလောကကြီးမှာရှိတော့နော်နောက်တစ်ခုကပတ္တဝါတိနေတယ်လှလှပပဝှချင်စားခြင်းနဲ့အမျိုးသမီးလေးတွေပတ်စံမရှိဝှစရာမရှိလှခြင်းရဲ့တန်းနဲ့မလှရတဲ့အခါအဲ့ဒီဝှစားတစားတွေပေးပြီးတော့အိမ်တော်ပြုခံရတဲ့မျိုးသမီးကပတ္တဝါတိနီလို့ခေါ်တယ်အဝတ်တန်းစာပေးပြီးတော့အိမ်တော်ပြုတာနောက်တစ်ခုကျတော့ဩဒပတ္တကိနီရေပလာထဲမှာလက်ဆောင်ချပြီးတော့ထိမ်းမြန်းလက်ထပ်ထားတဲ့ဒါတချို့ရက်ဒီမှာလက်ထပ်ထားတဲ့အခါမှာရွှေပလာသို့မဟုတ်ငွေပလာထဲမှာအမျိုးသားအမျိုးသမီးလက်ဆောင်ချပြီးတော့ဒီရေဟာကွယ်ပြခြားနားမှုမရှိသလိုထာဝရပေါင်းသင်းနိုင်ကြပါစေဆိုတချို့ရက်တွေမှာလုပ်တယ်တချို့ရက်တွေကတော့အဝတ်လက်ကိုအဝတ်နဲ့စီးတယ်လို့ရှိမျိုးစုံပဲပေါ့နော်ဒါကတော့သူဒလိထုံတန်းစင်လာရပါဒီမှာရှေးတုန်းကတော့အဲ့ဒါဩဒပတ္တကိနီလို့ခေါ်တယ်ရွှေကွယ်ထဲမှာလက်ဆောင်ချပြီးတော့လက်ထပ်ထားတဲ့အမျိုးသမီးဩဘဒဆုံးမတာဆင်းရဲနုနုသူများစီအိမ်ကိုရေခတ်ရတာရေခတ်ရတယ်ဟိုကတည်ရတယ်ဒါတည်ရတယ်ခေါင်းပေါ်ကခေါင်းခုလို့ခေါ်တာပေါ့နော်အဝတ်ကလေးကိုခွေပြီးတော့ခေါင်းပေါ်တင်အဲ့ဒီမှာရေခတ်ရတာတို့ဟိုအဒီကရွဲရတာတို့အဲ့ဒီအလုပ်လေးတွေပြင်းပြင်းပန်းပန်းလုံးမဘဝရဲ့တဝမ်းတစ်ခါလှတဲ့အမျိုးသမီးတွေကိုသဘောကျတဲ့ယောက်ျားတွေကကဲမေတ္တာမလုံးနဲ့တော့ဆိုပြီးတော့အိမ်တော်ပဲအဖြစ်ရွေးထားတာအဲ့ဒါကိုဩဘဒဆုံးမတာလို့ခေါ်တယ်ဒါလည်းတနည်းအားဖြင့်သူဇနီးဖြစ်သွားပြီနောက်တစ်ခုကတော့ဓာတိစပရိယာရှေးခေတ်ကအိမ်မှာမျိုးရိုးစင်ဆက်ကစပြီးတော့ချေးကြုံဖြစ်
ရောင်းစားခံရတယ်အခုလည်းမထူးအောင်လူကုန်ကူးတယ်ဆိုတာအမှန်ကျွန်းဖြစ်ရောင်းစားတာပါပဲပြောမယ်ဆိုရင်ကျွန်းဖြစ်ရောင်းစားခံရတာနာမည်သာကျွန်းလို့မခေါ်တာနော်ခုလည်းကနေ့တည်းအောင်လူကုန်ကူးမှုတွေကရောင်းစားခံရတာတွေရှိနေတော့မယ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ရောင်းစားခံရအဲ့ဒါနဲ့ရောင်းစားထားရတာဒီမှာဒါသီစပရိယာအိမ်မှာလောက်ကင်နေရတဲ့ကျွန်းလဲဟုတ်တယ်တစ်ဖက်ကရုပ်လေးကချောချောမောမောဆိုတော့စနီးတယ်လဲဟုတ်တယ်ကျွန်းလဲဟုတ်စနီးတယ်လဲဟုတ်ဒီလိုမျိုးတွေလောကကြီးကလည်းတော်တော်ရှုပ်ထွေးတာနော်တော်တော်ရှုပ်ထွေးတယ်နောက်တစ်ခုကျတော့ကမ္မကာရီစပရိယာအိမ်မှာအလုပ်လုပ်တယ်အဲ့ဒီအလုပ်လုပ်တဲ့အမျိုးသမီးကိုပဲအေရှင်ကနေပြီးတော့အလုပ်လဲတစ်ဖက်ကခိုင်းတယ်တစ်ဖက်ကလည်းဇနီးတယ်ဖြစ်တယ်အဲ့ဒါကြတော့ကမ္မကာရီစပရိယာအလုပ်သမားလည်းဟုတ်တယ်ဇနီးတယ်လည်းဟုတ်တယ်နောက်တစ်ခုကတော့ဒဇာဟတာဒဇာဟတာဆိုတာသုံးပန်းလို့ဘာသာပြန်လေးရှိတယ်တနေ့ရှေးတုန်းကတော့စစ်တိုက်ကြတော့တိုက်လို့ရှိရင်တွေ့ရင်ဖမ်းခေါ်ဒဇာကန်ခေါ်သွားတယ်လို့ခုခေတ်ပေါ့အဲ့လိုဖမ်းခေါ်သွားတာရှေးဗမာပြည်လက်ထက်တွေလည်းဒီလိုပဲခေါ်တာပဲဖမ်းခေါ်သွားတာနောက်မန္တလေးမှာယူရီးယားဈေးတို့ဘာလို့ဆိုယူရီးယားကနေခေါ်လာတာတွေပဲဟိုသွားတိုက်ဒီသွားတိုက်ကိုယ်နိုင်လို့ရှိရင်တွေ့တယ်လူဖမ်းခေါ်လာတာဖမ်းခေါ်လာပြီးတော့ချရှေးခေတ်ကတော့အဲ့ဒါမျိုးတွေရှိအဲ့ဒါကိုဒဇာဟတာလို့ခေါ်တယ်တိုက်ပွဲမှာဖမ်းမိလို့ခေါ်လာတဲ့အမျိုးသမီးတွေနောက်တစ်ခုကတော့မုဟုတ်တိကာအပျော်ပါအတွက်တခဏတွေ့ဆုံတဲ့မျိုးသမီးမျိုးအဲ့တော့တာမန်အမျိုးသမီးကမျိုးသမီးဆိုတာအမေရှိရင်အမေရဲ့အုတ်ထိပ်မှုရှိနေတယ်ဖေးရှိရင်ဖေးရဲ့အုတ်ထိပ်မှုအောက်ရှိနေအဲ့ဒီအုတ်ထိပ်မှုအောက်ရှိတာတွေနဲ့အဲ့ဒီအမျိုးသမီးက10ဦးတနည်းလက်လအပြင်အိမ်အောင်ရှိသွားတဲ့အမျိုးသမီးက10ဦးအလုံးအမျိုးသမီး20အမျိုးသားတစ်ယောက်ဟာအဲ့ဒီအမျိုးသမီး20တဲကဘသူနဲ့ပတ်သက်ကာမိတုမိစ္ဆာစာရဖြစ်တယ်မပတ်သက်ရဘူးပတ်သက်ပြီဆိုရင်ကာမိတုမိစ္ဆာစာရကျွလွန်တယ်လို့ခေါ်တယ်တော်တူမတူအမေအုတ်ထိန်မှုအောင်ရှိနေတယ်ဖေအုတ်ထိန်မှုအောင်ရှိနေတယ်ဆိုရင်သူကလွတ်လပ်တယ်လို့ခေါ်လို့မရဘူးဒါကြောင့်မို့ဒီ20လုံးဒီလွတ်အမျိုးသမီးပင်ဖြစ်စေမလွတ်လပ်တဲ့အမျိုးသမီးကြတော့ပရဒါရကံမှာထိုက်တယ်လွတ်လပ်နေသေးလို့ရှိရင်တော့ကာမိတုမိစ္ဆာစရမလွတ်လပ်တော့ဘူးဆိုလို့ရှိရင်ပရဒါရပါဖြစ်တာအဲ့တော့ကာမိတုမိစ္ဆာစရနဲ့ပရဒါရဆိုတာဆက်နွယ်ပြီးတော့နေတယ်လို့ဒီလိုမှတ်ဖို့လိုတယ်နော်အဲ့တော့အမျိုးသားတွေဖို့ဟာကိုယ်တိုင်လက်ထပ်ထိမ်းမြန်းထားလို့မိဘသဘောတူလို့သုံးမဟုတ်တစ်ခုနဲ့ဒီတရားဝင်လက်ထပ်ထိမ်းမြန်းထားတဲ့အမျိုးသမီးမှတပါးအခုပြောရတဲ့အမျိုးသမီး20နဲ့ပတ်သက်ရင်ကာမိတုမိစ္ဆာစာရဖြစ်တယ်ကာမိတုမိစ္ဆာစာရကံကိုကျွလွန်ရရောက်တယ်ဒါတိလို့မှတ်ရမယ်နော်ဟုတ်ပြီအမျိုးသားတွေဒါကာမိတုမိစ္ဆာစာရဖြစ်သလားဆိုတော့အမျိုးသမီးတွေလည်းကာမိတုမိစ္ဆာစာရဖြစ်တယ်သို့တော့အမျိုးသမီးတွေကဘယ်အမျိုးသမီးတွေဟာသူတို့နဲ့မသက်ဆိုင်တဲ့အမျိုးသားနဲ့ဆက်သွယ်မှုရှိရင်ဆက်ဆံမှုရှိလို့ရှိရင်ကာမိတုမိစ္ဆာစာရထက်တယ်လေဆိုတော့အမျိုးသမီးအလုံးမှာတော့ကာမိတုမိစ္ဆာစာရမဖြစ်ဘူးကာမိတုမိစ္ဆာစာရဖြစ်တဲ့အမျိုးသမီးက12ဦးရှိတယ်အဲ့ဒီ12ဦးကဘာတွေတော့ဆိုရင်ခုနကဒနက်ခိတာကစပြီးတော့မုဟတိကာထိအောင်သူတို့မှအိမ်တော်ရှိနေတယ်တနည်းအားဖြင့်အဲ့ဒီ10ဦးအဲ့ဒီ10ဦးသည်
မိမိနဲ့လက်တွဲပေါ်ယောက်ျားမှတပါးတခြားအမျိုးသားနဲ့ဆက်သွယ်လို့ရှိရင်ကာမိတုမိစ္ဆာဆိုတာဖြစ်တယ်နောက်တစ်ခုကဒီတာရခတပရိဒန္တာဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့ကာဝယ်ဆောက်ရှောက်မှုရှိနေတယ်ဥပဒေနဲ့ဖြစ်စေတနည်းအားဖြင့်ကာဝယ်ဆောက်ရှောက်မှုရှိနေတယ်တပရိဒန္တာစီကံထုတ်ထားပြီးတော့သူနဲ့မပတ်သက်သေးရဘူးလို့ပတ်သက်ရင်ထန်ချမယ်ဆိုတဲ့သတ်မှတ်ထားတဲ့အမျိုးသမီးတစ်ယောက်သူတို့ဟာအိမ်အောင်ကြသေးတာတော့မဟုတ်ဘူးသို့တော့ကြိုတင်ရွေးချယ်သတ်မှတ်ထားတဲ့ပုံစံမျိုးဖြစ်သည့်အတွက်ကြောင့်တာရခနဲ့တပတိပရိဒန္တာဆိုတဲ့ဒီအမျိုးသမီးနှစ်ယောက်ဟာသူတို့သတ်မှတ်ထားတဲ့အမျိုးသားလွယ်ကျန်တဲ့အမျိုးသားနဲ့ပတ်သက်လို့ရှိရင်ကာမိတုမိစ္ဆာဆရာဖြစ်တယ်အဲ့ဒါကိုသိချမှတ်ဖို့လို့နော်မျိုးသမီးတွေမှာတော့မျိုးသမီး12ယောက်သည်ကာမိတုမိစ္ဆာဆရာဖြစ်တယ်ကျန်တဲ့10ယောက်ကတော့ယောက်ျားတွေလို့ကာမိတုမိစ္ဆာဆရာမဖြစ်ဘူးနော်ဒီ12ဦးကတော့သူတို့သတ်မှတ်ထားတဲ့သူတို့ရဲ့အမျိုးသားတွေမှာတပါးတခြားအမျိုးသားနဲ့ကာမိကစားရှိလို့ရှိရင်ကာမိတုမိစ္ဆာဆရာဖြစ်တယ်စာပေကျမ်းမှာအဂမနိယဌာနမသွားလာသင့်တဲ့နေရာလို့ဆိုပြီးတော့သတ်မှတ်ထားတယ်အမျိုးသားတွေအတွက်အဂမနိယအမျိုးသမီးက20ရှိတယ်အမျိုးသမီး12ဦးရဲ့အဂမနိယကတခြားယောက်ျားလို့ဆိုလို့တယ်အဲ့ဒါကာမိတုမိစ္ဆာဆရာနဲ့ပတ်သက်ပြီးတော့စာပေကျမ်းမှာဖွင့်ဆိုထားတဲ့အရာပဲဖြစ်တယ်ပေါ့နော်အဲ့တော့အမှတ်တမဲ့ကျွလွန်နေကြတဲ့ပုဂ္ဂိုလ်တွေဟာသူကျွလွန်မှုရဲ့အပြစ်ဒဏ်ကိုခံကြရမှာပဲခံကြရတယ်အဲ့တော့ဒီနေရာမှာဒီတန်ကိစ္စဆက်မှလာတဲ့ကာမိတုမိစ္ဆာဆရာကြောင့်ငရဲခံရတာလေးကိုမှတ်သားကြည့်ကြရအောင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေကံတရားဆိုတာဘုရားဘာသာရဲ့ဘုရားတရားတော်ရဲ့ဆုံးမဆိုတာဒီဥပဒေလိုရေးဆွဲပြီးဒါလို့ရင်ဒါဖြစ်စေလို့ဥပဒေနဲ့ဆိုတဲ့ဟာမဟုတ်ဘူးဒါသဘာဝဒီပြစ်မှုကျူးလွန်လို့ရှိရင်ဒီပြစ်မှုကြောင့်ကိုယ်ခံရတယ်ဥပဒေကြောင့်ခံရတာမဟုတ်ဘူးเนาะလူတွေလှုပ်ထားတဲ့ဥပဒေကြတော့ဥပဒေရှိလို့ခံရတယ်ဒါဥပဒေလောကရဲ့သဘာဝဥပဒေရှိတယ်သူတို့ဆိုလို့တယ်ပေါ့ reaction လို့ခေါ်တယ်အစိတ်ဟာအစိတ်ပဲသူ့ရဲ့တုံ့ပြန်မှုခံရမှာအကုသိုလ်ကလည်းအကုသိုလ်ဟာတုံ့ပြန်ရင်တုံ့ပြန်တဲ့သူ့ရဲ့အကုသိုလ်ရဲ့တုံ့ပြန်မှုကခံရမှာဖျားကခံမိုးသတ်မှတ်တာလည်းမဟုတ်ဘူးတရားယောကအပြစ်ဒဏ်ပေးတာလည်းမဟုတ်ဘူးကိုလုပ်တဲ့အကုသိုလ်ကကိုယ်ကိုအပြစ်ဒဏ်ပေးတယ်လို့အကုသိုလ်လို့တဘာဝတရားအရာသတ်မှတ်ထားတဲ့အရာသာဖြစ်တယ်မြတ်စွာဘုရားဟောလို့ဒါအကုသိုလ်ဖြစ်တယ်ဆိုတော့မဟောလဲအကုသိုလ်ဖြစ်နေတာပဲဒါဥပမာအစိတ်ဟာအစိတ်ပဲအစိတ်လို့သိသည်ဖြစ်စေမသိသည်ဖြစ်စေနော်ဒီပြစ်မှုကပြစ်မှုပဲလို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီကာမေတုမိစ္ဆာစာရကိစ္စနဲ့ပတ်သက်ပြီးတော့ပရဒါရပဲဖြစ်စေပရဒါရမဟုတ်တာပဲဖြစ်စေအမျိုးသားအမျိုးသမီးဒီတိက္ခာပုဂ္ဂိုလ်ကျွလွန်ဖောင်းဖြက်ပြီးတော့အကုသိုလ်တွေဖြစ်သွားပြီဆိုရင်ဒီအကုသိုလ်ရဲ့အကျိုးပေးပုံတွေကဘယ်လိုအကျိုးပေးတော့ဆိုတာတန်ကိစ္စစမှာဆိုတာလေးကိုမှတ်သားကြည့်အောင်အဲ့ဒီလိုကာမိတုမိစ္ဆာစာရပြစ်မှုနဲ့ပရဒါရပြစ်မှုကိုကျွလွန်ခဲ့တဲ့လူသားတွေဟာမျိုးသားမျိုးသမီးလူသားတွေဟာလက်ပတ်တော်ငရဲမှာငရဲခံရတယ်လို့ဒါတန်ကိစ္စဆက်950ထဲမှာ930မြောက်တန်ကိစ္စဆက်ဆိုတာရှိတယ်
အဲ့တန်ကိစ္စဇတ်မှာအတိလင်းဆိုထားတယ်အဲ့ဒီဇတ်ဆိုထားတာလေးကိုကြည့်အောင်အယောမယသိပ္ပတိယောသောလသင်္ခုလကဏ္ဍကအဲ့ဒီငရဲမှာရှိတဲ့လက်ပတ်မင်းကြီးတွေကဒီရိုးရိုးလက်ပတ်မင်းတွေမဟုတ်ဘူးတဲ့တရဝရီအကုသကံကြောင့်ဖြစ်နေတဲ့တန်နဲ့တိဆောက်ထားတဲ့လက်ပတ်မင်းကြီးတွေတန်လက်ပတ်မင်းကြီးတွေပေါ့နော်ရိုးရိုးလက်ပတ်မင်းမဟုတ်ဘူးလက်ပတ်သားကပွားတတ်တာပဲလေအဲ့ဒီငရဲလက်ပတ်မင်းကတော့အဲ့ဒါလိုပွားတတ်တာတော့မဟုတ်ဘူးတန်နဲ့လှုပ်ထားတဲ့လက်ပတ်နဲ့နောက်လက်ပတ်မှာဆူးရှိတယ်ဒီမှာသူတို့ရဲ့လက်ပတ်ဆူးတွေကဘယ်လောက်ရှိတော့ဆို16လက်သစ်အရှိရှိတယ်16လက်သစ်အရှိရှိတယ်လက်ပတ်ဆူးကြီးတွေကဥပေတောအတိလမ္ပန္တိအောက်ဖက်လည်းပဲတချို့ဆူးကကိုင်းတာတချို့ကအပေါ်ထောင်းနေတယ်ဥပေတောအတိလမ္ပန္တိအပေါ်ဆင်းလာလဲလက်ပတ်ဆူးကဆူးမှာအောက်ကတဲ့လဲလက်ပတ်ဆူးကဆူးမှာသူကအပေါ်ထောင်တဲ့ဆူးကအပေါ်ထောင်တဲ့အောက်ဆိုင်နေတဲ့ဆူးကအောက်ဆိုင်တယ်ဥက္ခံဒုက္ခံဝိတရဏိတတိလွတ်မြောက်ဖို့ဖြတ်သွားဖို့အမတန်ခဲတဲ့ချိန်ပိုက်တော်ငရဲလို့ခေါ်တယ်မြစ်ချောင်းဘေးမှာအဲ့ဒီလက်ပတ်မင်းကြီးတွေရှိတယ်ငရဲခံမှုအတွက်တဘာဝဖန်တီးပေးထားတဲ့အရာတွေပေါ့နော်အဲ့တော့ချိန်ပိုက်ချောင်းငရဲဘက်ကိုလက်ပတ်မင်းကြီးအကိုင်းတွေကကိုင်းပြီးတော့ဆူးကြီးတွေကထောင်တဲ့ဆူးကထောင်အောက်လဲတဲ့ဆူးကလဲဒီလိုလက်ပတ်မင်းကြီးကအဲ့ဒီမြေကမ်းဘေးမှာရှိနေတယ်လို့ဆိုတယ်ရှိတာရိုးရိုးတယ်မဟုတ်ဘူးဣတိအစ္စိမန္တောဒိဋ္ဌန္တိတန်လက်ပတ်မင်းကြီးကမိဟုံဟုံတောက်နေတာဆူးတွေကလည်းမိတော့နေတယ်မိတွေရဲတောက်နေတယ်အခိခန္ဓာဝအာရကအဝဲနေကြည့်ရင်မိဘုံကြီးလို့ပဲအဲ့ပင်ကြီးအကုန်လုံးတပင်လုံးဟာမိတော့နေတယ်အာဒိဋ္ဌသာဒဝေထေနဥဒ္ဒံယောစနမုက္ခတာတပင်လုံးမိတွေဟုံဟုံတောက်ပြီးတော့မိလျံနေဟာအထက်တယုဇနာလောက်ထီအောင်မြင့်တက်ပြီးတော့နေတယ်မိလောင်နေတဲ့မိဟုံတောက်နေတဲ့တန်လက်ပတ်မင်းကြီးလို့သူတို့ဆိုလို့တယ်နော်ငရဲခံရတာဧကေဝဇန္တိနိရိတတ္တိတိခိဏကန္နကေနဂရိယောသအတိစာရနရာသနရိနာရိယောသအတိစာရနရာသပရဓာရကုလူဘဝမှာနေတော့ကာမကိစ္စကျွလွန်တဲ့အမျိုးသမီးတွေသူတစ်ပါးရဲ့တာမယားကိုပြစ်မှားတဲ့အမျိုးသားတွေအဲ့ဒီပုဂ္ဂိုလ်တွေဟာအဲ့ဒီငရဲရောက်သွားတတ်တယ်ရောက်သွားကြတယ်အဲ့ငရဲရောက်သွားပြီးတော့တတ္တိတိခိဏကန္နကေလောလောလတ်လတ်အလုံးကိုပူတဲ့ထက်မြက်တဲ့ဆူကြီးတွေရှိတဲ့လက်ပတ်တော်ငရဲကိုရောက်သွားကြတယ်ဒီလိုဆိုလို့တေပတန္တိအဒေါခန္ဓာဝိဝတ္တဝိဟတပုထုအဲ့ဒီရောက်သွားတဲ့ငရဲသားတွေဟာကာဝိတုပိစ္ဆာစာရပရဒါရဒီပြစ်မှုတွေကိုကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာအဲ့လက်ပတ်တော်ငရဲမှာဆောက်ထိုးအနေထားနဲ့ကျသွားပြီးဒုက္ခအကြီးကျယ်ရောက်ကြတယ်ဆောက်ထိုးကြရင်အဲ့ဒီဆူးတွေကတကူလုံးဆူးဝင်ပြီးတော့သူတို့ဟာငရဲဒုက္ခခံနေရတယ်ဒီကံစက္ခန္တိတပ္ပရာအမြဲတမ်းပဲလွတ်လပ်မရှိအိမ်မှာဒုက္ခရောက်နေကြတယ်
တတောရတယဝိဝတ္တာနိမဟာတိပပတုပမလောဟကုံပိပဝိသန္တိတတ္တံအခိသမုဒကံညအခါတညလုံးငရဲခံညလုံးမြောင်းလို့မနဲ့ရောက်လာလို့ရှိရင်မိဟုံတောက်နေတဲ့တောင်ကြီးပေါ်မောင်းတင်လို့တက်တောင်ကြီးပေါ်ရောက်တဲ့အခါကျတော့လောဟကုံပိပဝိသန္တိအောက်ငရဲအိုးတဲ့အခါဆောက်ထိုးပြန်ကြအဲ့ဒါပူးနေတဲ့ရေဘူးထဲမှာကျသွားပြန်တယ်အဲ့တော့ညခံရနေလဲခံရနဲ့ဒီလက်ပတ်တော်ငရဲမှာငရဲသားတွေကလက်ပတ်မင်းအောက်ရောက်ရင်မောင်းတယ်စူရိယစူးအပေါ်တက်အပေါ်ရောက်ရင်တခါအောက်မောင်းချစူရိယစူးအဲ့ဒါလို့ဧဝံထိဝါစရတောစဒုတ်တိလာမောဟပါရုဒ္ဓကိုချင်းတရားပြက်ပြားပြီးတော့ဒီမောဟရဲ့လွှမ်းမိုးမှုကိုခံရတဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကနေရောညရောအနုဘဝန္တိတကံကမ္မံကိုလုံးတဲ့ပြစ်မှုကိုပဲခံစားနေကြရတယ်တဲ့ပုဗ္ဗိဒုက္ကတမတ္တနောဒါတန်ခိစ္စသမှာကာမိတုမိစ္ဆာစာရနဲ့ပရဒါရအယခံစားရပုံနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့နေရဒုက္ခပေါ့နော်အဲ့ဒီလိုငရဲကလွတ်လာတဲ့အခါကျရင်တိရစ္ဆာန်ဘဝရောက်လူဖြစ်လာလို့ရှိရင်လူတကာကမုန်းယောက်ျားဖြစ်လဲယောက်ျားပြီးသားမဖြစ်အဲ့ဒီလိုမျိုးတွေဖြစ်ပြီးတော့လူဘဝမှာလူဖြစ်အောင်တော့အဝိဒဒုက္ခရောက်တယ်အကုသိုလ်များဟာအလုံးကိုကြောက်စရာကောင်းတယ်ဒါကြောင့်မို့တတိထားပြီးတော့ကာမိတုမိစ္ဆာစာရဝေရမဏိသိက္ခာပရံသမာရိယမိတို့မြတ်စွာဘုရားရဲ့အဆုံးအမတရားရတဲ့ပုဂ္ဂိုလ်တွေကြတော့ကာမိတုမိစ္ဆာစာရရဲ့အပြစ်ကိုမြင်ပြီးတော့ကာမိတုမိစ္ဆာစာရမှာရှောင်ကျင်ပါတယ်ဆိုပြီးသိက္ခာဘုဆောက်တည်ပြီးတော့ထိမ့်သိမ်းဆောက်ကြအဲ့ဒီပုဂ္ဂိုလ်တွေကြတော့အခုပြောတဲ့ငရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့လူချမ်းသာနတ်ချမ်းသာဆိုတာကိုရရှိခံစားနိုင်အဲ့တော့ငါးပါးသီလဆိုတာဟာဝါရိတ္တသီလလို့ခေါ်တယ်မလို့ရဘူးလို့တားမြစ်ထားတဲ့သီလဖြစ်တယ်ဘယ်သူကတားမြစ်ထားတော့ဆိုကံကြမ္မာပဲဘယ်သူမှတားမြစ်ထားတော့မဟုတ်လို့ရင်ပြည့်ဖြစ်ပြအရာတွေဖြစ်တယ်အဲ့တော့အဲ့ဒီတားမြစ်ထားတဲ့အရာကိုသွားပြီးတော့ကျွလွန်မိပြီဆိုလို့ရှိရင်အဲ့ဒီကျွလွန်တဲ့မိမိရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့အကုသိုလ်စေတနာကဒီလူကိုဒဏ်ခတ်တာပါပဲအဲ့ဒါကိုလူတွေကဖရာဒဏ်ခတ်တယ်တို့ဘာလို့ပြောနေကြအမှန်တော့ကိုလို့တဲ့အကုသိုလ်ကိုခံရတာပဲလို့ကိုလို့ကိုခံရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ကိုမတည့်တာစားကိုပဲခံတာဒါအသေးချာနေတာပဲเนาะသေချာနေတာအဲ့တော့ဒါလည်းတတိထားပြီးတော့တိတတ်တဲ့ဘဝမှာကြိုးစားရှောင်ကျင်ပြီးဘယ်တော့မှမကျွလွန်မိအောင်ထိမ့်သိမ်းဆောက်ရှောက်သိညာတယ်ပေါ့နော်ထိမ့်သိမ်းဆောက်ရှောက်ကြအောင်မှာဖြစ်တယ်